ပါနော်ဆရာဦးစွတ်တဲ့ဦးပါအဲ့တော့ကျွန်တော်တို့ဒီနေ့ nouns and opposition နော်နောက်ထပ် grammar pattern လေးတစ်ခုကျွန်တော်တို့ပါမယ်ပေါ့ကျွန်တော်တို့ nouns and opposition ဆိုတော့ nouns ဆိုတော့ကျွန်တော်တို့သိပြီးသားပါ nouns က noun ကိုပြောတာပေါ့နော် in opposition ဆိုတော့ကျွန်တော်တို့ကရှင်တွဲမှာပေါ့အဲ့တော့အတိတ်ဘက်က nouns and opposition ဆိုရင်ဂုဏ်ရည်တူ noun နှစ်ခုကိုရှင်တွဲခြင်းဆိုတဲ့အတိတ်ပဲအဲ့တော့ကိုယ်တို့နဲ့နှစ်ခုကိုရှင်တွဲရမယ်ဆိုတော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဥမာ the first noun ပေါ့နော် the first noun ဆိုတော့ပထမဆုံးနဲ့တစ်ခုရယ် and the second noun ပေါ့ဒုတိယနဲ့ရယ်ပေါ့အဲ့တော့ပထမနဲ့ဒုတိယနဲ့ဒီနေ့ the first noun နဲ့ the second noun ကိုကျွန်တော်တို့ကရှေ့ကောင်မှာနောက်ကောင်မှာလေးတွေချပြီးတော့ကျွန်တော်တို့ opposition လုပ်အောင်တွဲရမှာပေါ့နော်အဲ့တော့ရှေ့မှာလဲ noun နောက်မှာလဲကျွန်တော်တို့က noun ဒီလိုရှင်တွဲပြီးတော့ရေးတာကိုပဲကျွန်တော်တို့ nouns and opposition လို့ကျွန်တော်တို့ grammar မှာသင်တာပေါ့နော်အဲ့တော့ဒီ nouns and opposition လုပ်ဖို့ရအတွက်ကျွန်တော်တို့ကဘာအရေးကြီးလဲဆိုတော့ဒီရှင်တွဲရမယ့်ဂုဏ်ရည်တူ noun နှစ်ခုကိုကျွန်တော်တို့ရှာရမှာပေါ့နော်အဲ့ရှင်တွဲရမယ့် noun ကကျွန်တော်တို့ဝက်ကြတယ်မှာဘယ်နေရာတွေမှာရှိမလဲဆိုတော့ကျွန်တော်တို့အရင်ကြည့်အောင်ပြီးမှသူ့ရဲ့ pattern လေးကိုကျွန်တော်တို့နမူနာတွေနဲ့တွားကြည့်မယ်အဲ့တော့ကျွန်တော်တို့က noun လို့ပြောလိုက်တဲ့အခါကျတော့ဝက်ကြအကြောင်းမှာကျွန်တော်တို့ကပုံမှန်အားဖြင့် subject object မဟုတ်ရင်ကျွန်တော်တို့ complement နဲ့နောက်မှာတော့ a verb ဆိုပြီးကျွန်တော်ဒီလိုလာမယ်ပေါ့အဲ့တော့ a verb လို့ပြောလိုက်တဲ့အခါကျတော့ကျွန်တော်တို့ကဘာတွေပါလာမလဲအချိန်ပြတာတွေပါမယ်နေရာပြတာတွေပါလာမယ်ကျွန်တော်အမူအရာပြတွေပါမယ်ကျွန်တော်အကြောင်းပြတွေပါလာမယ်ပြီးတော့အကြောင်းပြနဲ့ရှင်တွဲပြီးတော့ရည်ရွယ်ချက်ပြတွေကျွန်တော်ပါလာမယ်ဒါကတော့ကျွန်တော် adverb ဟုတ်ပြီအဲ့တော့ကျွန်တော်လိုချင်တဲ့ noun ဘယ်နေရာမှာရှိလဲအရင်ကြည့်အောင်ကျွန်တော်လိုချင်တဲ့ noun က subject နေရာမှာလဲကျွန်တော်တို့လိုချင်တဲ့ noun ရှိနိုင်တယ်ပေါ့နော် noun ပေးနိုင်တယ်ပေါ့ပြီးတော့ object နေရာမှာလဲကျွန်တော်လိုချင်တဲ့ noun ရှိနိုင်တယ် object မဟုတ်တဲ့ကျွန်တော်တို့ complement မှာလဲကျွန်တော်လိုချင်တဲ့ noun တွေရှိနိုင်တယ်ပြီးတော့အချိန်ကိုပြရတဲ့ထဲမှာ noun တွေရှိနိုင်တယ်နေရာကိုပြတဲ့ထဲမှာလဲ noun တွေရှိနိုင်တယ်အမူအရာကိုပြတာတွေအကြောင်းပြတာတွေရည်ရွယ်ချက်ပြတာတွေရဲ့နောက်မှာလဲ preposition နဲ့တွဲပြီးတော့ကျွန်တော်တို့လိုချင်တဲ့ noun ဟာကပ်လျက်ရှိနိုင်တယ်ပေါ့အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ကကျွန်တော်ဝက်ကြတယ်မှာကျွန်တော်တို့ဂုဏ်ရည်တူ noun ကိုနော်ဂုဏ်ရည်တူ noun ကိုရှာဖို့ရအတွက်ကဘယ်နေရာတွေမှာရှိနိုင်လဲဆိုတော့ subject နေရာမှာကျွန်တော်တို့ရှိနိုင်တယ်ဒါကြောင့် subject နေရာမှာရှိတဲ့ noun ချင်းတွဲလို့လည်းရတယ်တကယ်လို့မဟုတ်ဘူး object နေရာမှာရှိတဲ့ noun ချင်းလည်းတွဲလို့ရတယ် object မဟုတ်တဲ့ complement ပုံစံ noun နေမှာလည်းပဲကျွန်တော်တို့လိုချင်တဲ့ noun ကိုတွဲလို့ရမယ်တကယ်လို့subject နေရာမှာလည်းမတွေ့ဘူး object နေရာမှာလည်းမတွေ့ဘူး complement မှာလည်းမတွေ့ဘူးဆိုရင်တော့ကျွန်တော်တို့နောက်ဆုံးတွေ့နိုင်တာကတော့ adverb လို့ခေါ်တဲ့နော်အချိန်နေရာအမူအရာအကြောင်းပြရည်ရွယ်ချက်ပြစတာတွေကိုပြတဲ့အထင်မှာ preposition နဲ့ noun နဲ့တွဲထားတဲ့နောက်က noun နေရာမှာကျွန်တော်တို့လိုချင်တဲ့ noun ကိုတွေ့နိုင်တယ်အဲ့ခါကျရင်အဲ့ဒီ noun တွေကိုအရင်ရှာပြီးတော့ကျွန်တော်တို့ opposition ရှင်တွဲပြီးတော့ကျွန်တော်တို့ကပြရမှာเนาะအဲ့တော့ဒါကတော့ကျွန်တော်တို့ nouns and opposition လုပ်တဲ့အခါအရေးကြီးတဲ့ noun ဟာဝက်ကြတယ်မှာဘယ်နေရာရှိနိုင်လဲဆို subject နေရာ object မဟုတ်ရင် complement မဟုတ်ရင် adverb ဒီနေရာတွေကလွဲရင်တော့ကျွန်တော်တို့မရှိနိုင်ပါဘူးเนาะဒါဝက်ကြတစ်ခုလုံးပေါ်မှာပြန်ခြုံပြီးတော့ကျွန်တော်တို့လိုချင်တဲ့ noun ဟာဘယ်နေရာမှာရှိနိုင်မလဲဆိုတာကျွန်တော်အရင်ရှင်းပြရတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကြည့်အောင်เนาะဒါဆိုရင်ကျွန်တော်တို့ကပထမဆုံး example 1မှာတော့ subject နေရာမှာရှိနိုင်တဲ့ noun လေးတစ်ချက်ကြည့်မယ်အဲ့တော့ nouns and opposition ဆိုတော့ကျွန်တော်အစောကပြောသလိုပဲเนาะရှေ့က noun ရယ်နောက်က noun ရယ်ကိုကျွန်တော်တို့ကစီးမြင်သဘောအရာရှေ့ကောင်မှာနောက်ကောင်မှာလေးတွေချပြီးတော့ကျွန်တော်တို့ကရေးတာနော် grammar သဘောအရပြောကြရင် the second noun ပေါ့ဒုတိယ noun ကနေနော် the second noun tells about the first noun ပေါ့
ဒုတိယ noun ကပထမ noun ဘာလုပ်တယ်လဲဆိုတာကိုဘာလဲဆိုတာကိုပြန်ပြောပြတာကိုကျွန်တော်တို့ nouns and opposition လို့ခေါ်တယ်ဒုတိယ noun ကပထမ noun ကိုပြန်ပြောပြတာကို nouns and opposition လို့ကျွန်တော်တို့ခေါ်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော် example 1 လေးတွားကြည့်အောင်အဲ့တော့ example 1 မှာဥတုခis a famous writer. Full stop. He was honored by Shanghai University. At a hobby. ကျွန်တော်တစ်ချက်ကြည့်အောင်နော်ဒီမှာဆိုရင်ကျွန်တော်တို့ကဝါကျနှစ်ကြောင်းပေါ့ first sentence ရဲ့ second sentence ရဲ့ကိုကျွန်တော်တို့ nouns and opposition လောက်ခိုင်းတာအဲ့တော့ nouns and opposition လောက်တော့မယ်ဆိုရင်ပထမဆုံးစီးမြင်ပါလဲဆိုတော့အဲ့ဒီထဲမှာကျွန်တော်တို့ရှာရမှာက pronoun တွေရှာရမှာနော် pronoun ဆိုတော့ကျွန်တော်တို့ he ရဲ့နော် she ရဲ့ it it he တို့မဟုတ် she တို့မဟုတ် it it ဒါမှမဟုတ်လေသူ့ရဲ့ proper name ပေါ့နော် proper noun ပေါ့နော် sorry သူ့ရဲ့ proper noun ဆိုတော့ကျွန်တော်တို့မူလနာမည်ပေါ့ name ပေါ့နော်အဲ့ဒီအမည်ပေါ့နော်အဲ့ဒီအမည်နော် he တွေ she တွေ it တွေထပ်နေတဲ့နာမည်တွေဒါတွေကိုကျွန်တော်တို့အရင်ရှာရမယ်နော် he တွေ she တွေ it တွေထပ်နေတဲ့နာမည်တွေကိုကျွန်တော်တို့အရင်ရှာအဲ့ဒီလိုရှာပြီးလို့ဆိုရင်ရှာပြီးပြီမဆိုတော့ဥတုခ is a famous writer ဒါပထမဝါကျ he was honored by Yangon University လို့တွေ့ထားတယ်တွေ့ထားတဲ့အခါကျွန်တော်ပြောသလို nouns and position လို့ပထမဆုံးပါရှာရမယ်လဲဆိုတော့ pronouns နဲ့သူရဲ့အမည်ရင်းကိုပြန်ရှာရမယ်ဒီမှာ he ရဲ့ she ရဲ့ it ရဲ့ဆိုတော့ name ရဲ့တဲမှာကျွန်တော်ဘာသွားတွေ့လဲဆိုတော့ he ကိုသွားတွေ့အဲ့ he ကိုတွေးလိုက်ပြီဆိုရင်ဒီပေးလိုက်တဲ့ he ကြောင့်ကျွန်တော်တို့ nouns and position လောက်ရမှာကအမျိုးသားဒါသိကြတယ်နော်အမျိုးသားတော့ he ကိုတွေးလိုက်တဲ့အခါကျွန်တော်ကပြန်ဖတ်ကြည့်လိုက်မယ်ဒီထဲမှာ noun ပုံစံပါတာဆိုလို့ဥတုခပါတယ် a famous writer ဆိုတာပါတယ်ပေါ့နော်ဒါမျိုးတွေပါနေပြီအဲ့တော့ဒါဆိုရင် he ကဘာသူပြောတာလဲ a famous writer ကိုပြောတာတော့မှန်တယ်အဓိကတော့ဥတုခဆိုတဲ့နော်မျိုးသားတယောက်ကိုအဓိကထားပြောတာအဲ့တော့ he ဒီဥတုခကိုပြောတာဆိုတော့ကျွန်တော်တို့သိပြီးသားဒါဆိုရင်ကျွန်တော်တို့သိကြပြီ nouns and position ကဥတုခကိုကျွန်တော်တို့ဂုဏ်ရင်တူနံနဲ့ပေါင်းဆက်ခိုင်းတာပေါ့နော် sorry အဲ့တော့ဒီမှာ Yangon University ပေါ့နော်ဒါကျွန်တော်တို့ပေးထားတဲ့ဟာလေးပေါ့အဲ့တော့ဥတုခနဲ့တူတာဆိုတော့ကျွန်တော်တို့ကဥတုခဘယ်နေရာမှာရှိတယ်ဆိုတော့ကြည့်လိုက်ဥတုခကကျွန်တော်တို့ subject နေရာမှာရှိနေတဲ့ noun ပေါ့ subject နေရာမှာရှိနေတဲ့ noun ကိုသူက opposition လောက်ခိုင်းတာဒါဆိုရင်ကျွန်တော်တို့ subject နေရာမှာရှိနေတဲ့ဥတုခကိုရေးဖို့လိုမှာပေါ့ဥတုခကိုရေးပြီးရင်သူနဲ့ noun and opposition လောက်မှာမလို့ပထမကော်မာကိုချရမယ်ပထမကော်မာကိုချပြီးတဲ့အခါဥတုခနဲ့တူတာက he man တော့ဒီတဲ့အတိုင်းပဲကျွန်တော်တို့ noun and opposition ဆိုတော့ pronoun ကနာမ်စားမလို့ဖြုတ်နော်ဘာဖြစ်လို့ဖြုတ်ရလဲဆိုတော့ကျွန်တော်တို့ပေးထားတာဝါကျနှစ်ကြောင်းပေးထားတယ်ကျွန်တော်တို့က noun and position လို့ရင်ဝါကျတစ်ကြောင်းနဲ့ဖြစ်သွားမှာတစ်ကြောင်းနဲ့ဖြစ်သွားမှာဆိုရင်နော်နှစ်ကြောင်းလုံးက subject နှစ်ခု main verb ကလည်းနှစ်ခုတစ်ကြောင်းနဲ့ဆိုရင် subject တစ်ခု main verb တစ်ခုဆိုရင်လုံလောက်ပြီဒါဆိုရင်ကျွန်တော်တို့မလိုအပ်တဲ့ pronoun တစ်ခုကိုဖြုတ်ပြီး he အဲ့တော့ဟုတ်ပြီကျွန်တော်ဥတုခနဲ့တူတာကိုကြည့်အောင်ဥတုခနဲ့တူတာကြတော့တချို့စာကြောင်းတွေမှာကဂုံရီတူနန်တွေကဒီလိုဝက်ကြတစ်ကြောင်းထဲမှာလည်းရှိတယ်ဒါမှမဟုတ်လည်းဝက်ကြကြောင်းဝက်ကြခွဲပြီးတော့လည်းကျွန်တော်တို့ရှိတယ်အဲ့ဒီကတော့ကိုယ့်ဘာကိုကြည့်ရလိမ့်မယ်ဝက်ကြတွဲပြီးတော့ရှိတယ်ပေါ့ဝက်ကြခွဲပြီးတော့ရှိတာလည်းရှိတယ်အဲ့တော့အခုပုတ်ကတော့ကျွန်တော်ဝက်ကြမှာကျွန်တော်ဂုံရီတူနန်တွဲပြီးတော့ရှိနေတယ်ပေါ့နော်ခွဲပြီးရှိတာလည်းရှိတယ်တွဲပြီးရှိတာလည်းရှိတယ်ဒီပုတ်မှာတော့ကျွန်တော်တို့ကတွဲနေတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ he ရဲ့နောင်မှာ was honor ဆို was battery was battery တော့ကျွန်တော်တို့လိုချင်တဲ့နောင်မဟုတ်နိုင်တော့မဟုတ်နိုင်တဲ့အတွက်ဒီ verb to be ရဲ့နောက်က honor မဖြစ်နိုင်တော့ဘူးအခြား verb to be တခုကိုထပ်ကြည့်မယ်ဆိုတော့ဒီမှာကျွန်တော် is ကိုသွားတယ် is ရဲ့နောက်မှာဒီမှာ article တွေပါနေပြီ article ပါမှတော့ကျွန်တော်လိုချင်တဲ့ noun ရှိမှာပဲအဲ့တော့သေချာပြီဥတုခနဲ့တူတဲ့ဂုဏ်ရည်တူနဲ့ဒီ a famous writer ဆိုတော့ကျွန်တော်တို့သွားတွေ့တယ်အဲ့တော့ famous writer ဒီသူနဲ့တူတဲ့ဂုဏ်ရည်တူနဲ့အဲ့ဒုတိယ second noun ကိုရေးပြီးသွားရင်မမေ့ရမှာကော်မှာပဲ
အဲ့ comma လေးတွေချဒါကျွန်တော်တို့ subject နေရာမှာ noun and position လောက်လိုက်တာ subject နေရာမှာ noun and position လို့ရင်ထုံးစံအရ subject ပြီးရင် main verb လာမှာဖြစ်တဲ့အတွက် main verb ကပါလဲဆိုရင်ကျွန်တော်တို့ is နဲ့ was ဒီလိုလေးတွေမှားတတ်တယ်အဲ့တော့တစ်ခုမှတ်ထားရမှာကကျွန်တော်တို့က verb to be တစ်လုံးကတော့တေချာပေါ့ပြုတ်ပြရမယ်အဲ့တော့ဘယ် verb to be ပြုတ်ရမလဲဆိုရင်ကျွန်တော်တို့ second noun ပေါ့ဒုတိယ noun အနေနဲ့ယူလိုက်တဲ့ noun အချမ်းမှာရှိတဲ့ verb to be တခါတည်းကျွန်တော်တို့ဖြုတ်ခဲ့ဘယ် verb to be ဖြုတ်ရမလဲတခါတည်းအပေါ်မှာလည်း verb to be ပါတယ်အောက်မှာလည်း verb to be ပါတယ်ဆိုရင်ဘယ် verb to be ဖြုတ်ရမလဲဆိုရင်ဒုတိယ noun ယူတဲ့အချမ်းက verb to be ကိုတခါတည်းဖြုတ်နော်ဒုတိယ noun ယူလိုက်တဲ့အချမ်း verb to be ဖြုတ်ဆိုဒီ is ကပြုတ်သွားပြီ is ပြုတ်သွားပြီဆိုရင်တော့ရှင်းတယ်ကျွန်တော်တို့ was honor ကိုကျွန်တော်တို့ main verb အနေနဲ့ဆက်ရေး was honor by နော်ရန်ကုန် University လို့ရေးလိုက်ရင်ကျွန်တော်တို့ကရပြီဒါကကျွန်တော်တို့က subject နေရာမှာရှိတဲ့ noun ကို noun and opposition လုပ်တဲ့ပုံစံမျိုးပေါ့ဟုတ်ပြီကျွန်တော်တို့ရမယ်ထင်တယ် example 2လေးကျွန်တော်တို့ဆက်သွားကြည့်မယ်နော် example 2လေးဆက်သွားမယ်ကျွန်တော်တို့အဲ့တော့ဒါကကျွန်တော်တို့ subject နေရာမှာရှိတဲ့ဟာကိုကျွန်တော်ပြောခဲ့တာ example 2မှာကျတော့ကျွန်တော် object နေရာမှာရှိတဲ့ဟာလေးကျွန်တော်ထပ်ပြောမယ်ဆိုကြပါစို့ I went to meet Uzziah he is the chief engineer of the companyအဲ့တော့ကျွန်တော်တို့ကိုပေးထားတာကဝါကျနှစ်ကြောင်းပေါ့နော်ဝါကျနှစ်ကြောင်းပထမတစ်ကြောင်းက I went to meet Uzziah ကျွန်တော် Uzziah နဲ့တွေ့ချင်တယ် he is the chief engineer of the company သူက company ရဲ့အကြီးတန်း engineer တယောက်လို့ကျွန်တော်တို့ရေးထားတယ်ပေါ့ဒါဆိုရင်ကျွန်တော် noun and position လုပ်ဖို့ဘယ်လိုလုပ်မလဲအဲ့တော့ဥက္ကွယ်ရှင်တွေနော်ဆယ်တန်းစာမွေးတွေမှာတော့သူအစလေးတွေပေးထားတတ်တယ်ပေါ့နော်တကယ်ဆိုရင်ကျွန်တော်တို့ကအစပေးထားစရာမလိုကိုယ့်ဘာကိုဆက်တက်ရမယ်ဘယ်လိုဆက်မလဲကျွန်တော်ဟောနာပြောသလိုပေါ့ noun and position လောက်တော့မယ်ဆိုရင်ကျွန်တော်တို့ဘာရှာမလဲဆိုတော့ဒီခွန်ရည်တူနံပေါ့နော်ခွန်ရည်တူနံနဲ့ပတ်သက်တဲ့နော် pronouns လေးတွေရှာမှာဥပမာ he လား she လား it လားဒါမှမဟုတ်နာမည်အရင်လားပေါ့ဒါလေးတစ်ချက်ရှာလိုက်အဲ့တော့ကျွန်တော်တို့ရှာမယ်ရှာတော့ကျွန်တော်မသွားတွေ့လဲဆို he လို့သွားတွေ့တယ်he လို့သွားတွေ့ရတာသိကြပြီဒါဆရာတို့ကျွန်တော်တို့လုပ်ရမယ့် noun and position ကအမျိုးသားတစ်ယောက်ဖြစ်ရမယ်အဲ့တော့ I ကတော့ကျွန်တော်မဖြစ်နိုင်ဘူးဒါ pronoun ဆိုတော့ဒီထဲမှာကြည့်လိုက်တဲ့အခါဥစေယဆိုတော့သွားတွေ့တယ်ဥစေယအမျိုးသားတစ်ယောက်ဒါဆိုသိကြပြီအဲ့ဥစေယနဲ့တူတဲ့ဟာကိုကျွန်တော်တို့က noun ကိုရှာရမယ်ပြီးတော့ noun and position တွဲပြရမယ်အဲ့တော့ဥစေယကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါကျတော့ဝါကျရဲ့သဘောကြည့်ရမယ် I က subject want to me ကထွဲရ main verb ဥစေယကကျွန်တော်တို့ object နေရာမှာသွားရှိတယ်ဒါဆိုရင်ကျွန်တော်တို့ object နေရာမှာရှိတဲ့ noun ကို noun and position ကျွန်တော်တို့လောက်ရမှာအဲ့တော့ object နေရာမှာရှိတဲ့ noun ကို noun and position လောက်ရမှာဆိုတော့ကျွန်တော်လိုချင်တဲ့ noun ရောက်တဲ့အထိကျွန်တော်တို့ကဝါကျကိုရေးသွားဖို့လိုတယ်ပေါ့ကျွန်တော်တို့လိုချင်တာ object ဆိုရင်ကျွန်တော်တို့ object နေရာအထိကျွန်တော်ရောက်အောင်ရေးဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့ကဘယ်သူကစာရေးရမလဲဆို I went to meet Uzziah ထိရေးပြီးရင်ဥစေယနဲ့ noun and position လောက်မှာမလို့ပထမ comma ပြီးရင်ကျွန်တော်တို့sorry ပထမ noun ပြီးရင် comma တစ်ချက်ချမ်းဥစေယနဲ့တူတာကိုကျွန်တော်ရှာမယ်ဟုတ်ပြီဒီကတော့ပယ်လိုက်ပြီဥစေယနဲ့တူတာကျတော့အပေါ်မှာမရှိနိုင်တော့အောက်မှာပဲရှိတယ် the chief engineer of the company ဘာလို့လဲဆိုတော့ဒီမှာ article နဲ့သွားထားတယ် noun လေးရှာတဲ့အခါကျတော့ article တွေနဲ့အရင်ရှာတာပေါ့ a and there တို့နောက်ပြီး possessive adjective ဖြစ်တဲ့ my our your his or is there ဒါမျိုးတွေရှာရမယ်နော်အဲ့တော့ pronouns တွေ sorry articles တွေနော်နဲ့စတာမျိုးတွေ possessive adjective တွေပိုင်ဆိုင်ခြင်းပြနာမဝိသေနစတာမျိုးတွေဆိုရင်ဒါကျွန်တော်တို့လိုချင်တဲ့ noun ရှိနိုင်တယ်အဲဆိုရင်ကျွန်တော် the chief engineer of this company ကျွန်တော်တို့လိုချင်တဲ့ဒုတိယ noun ကျွန်တော်နာပြောပြီးပြီကျွန်တော်တို့ဒုတိယ noun အနေနဲ့ယူတဲ့အချမ်းက verb to be ကိုတခါတည်းဖြုတ်လို့ပြောထားတဲ့အတွက်ဒီ is ကိုတခါတည်းဖြုတ်ခဲ့ပြီးသူ့ရဲ့နောက်က the chief engineer of this company ကိုကျွန်တော်တို့ကဇက်တိုက်ရေးပြီးသွားတဲ့ခါကျတော့ဝါကျအဆုံးသတ်သွားတယ်ဝါကျအဆုံးသတ်ရင်တော့ဒုတိယကောင်မှာမချတော့ဘူးကျွန်တော်တို့ကအစာကြောင်းဆုံးသတ်တဲ့အတွက် full stop နဲ့ပဲကျွန်တော်တို့အဆုံးသတ်ပြရမယ်ဒါကတော့ဝါကျဆုံးသွားလို့နောက်ကောင်မှာအစား full stop ချလိုက်တာပေါ့ဟုတ်ပြီနော်ဒါကတော့ကျွန်တော် object နေရာမှာရှိတဲ့ noun ကို noun and position လောက်ယူတာပေါ့နော်ဟုတ်ပြီ
တော့ဆက်ကြည့်အောင်အဲ့တော့ example 3ပေါ့နော်ဟုတ်ပြီကျွန်တော် example 3လေးဆက်သွားနော် example 3ဆိုတော့ကျွန်တော်ခဏလေးပြန်ကြည့်လိုက်အောင်နော်ဒေါ်မြမြ is our class teacher. She is very patient with her students. Okay, ကျွန်တော်တို့ပေးထားတာဝါကျနှစ်ကြောင်းပေါ့နော်ပထမဝါကျကဒေါ်မြမြ is our class teacher ဒေါ်မြမြသည်ကျွန်တော်တို့ရဲ့အတန်းပိုင်းဆရာမဖြစ်သည် she is very patient with her student သူမသည်သူမ၏ကျောင်းသူကျောင်းသားများပေါ်အလွန်စိတ်ရှည်သည်ဆိုပြီးကျွန်တော်ဝါကျနှစ်ကြောင်းပေးထားတယ်အဲဒီဝါကျနှစ်ကြောင်း noun and position pattern သုံးပြီးတော့ကျွန်တော်ဝါကျတစ်ကြောင်းနဲ့ဖြစ်တိဆောက်အောင်အဲ့တော့ noun and position တိဆောက်တော့မယ်ဆိုရင်ကျွန်တော်တို့အရေးကြီးတာကကျွန်တော်တို့ noun and position ဘယ် noun ကိုလောက်ရမလဲဆိုတာကျွန်တော်တို့ကရှာရမယ်အဲ့လိုရှာတဲ့အခါသဲလွန်စားအနေနဲ့တို့ကနန်စားသို့မဟုတ်အမည်ရင်းဒီကိုပြန်ပေးတယ်ပေါ့အခုကျွန်တော်ဒီပုံမှာဆိုရင်เนาะနန်စားရှိဆိုတာသွားတွေ့တယ်ရှိလို့တွေးလိုက်ကြတယ်ဒေးကြပြီးသားဒီကျွန်တော်လောက်ရမယ် noun and position အမျိုးသမီးဖြစ်အဲ့တော့ဒီမှာအမျိုးသမီးကဘာလို့လဲဆိုတော့ကျွန်တော်ရှင်းတယ်ဒေါ်မြမြဆိုတာသွားတွေ့တယ်အဲ့တော့ဒေါ်မြမြကိုကြည့်လိုက်တဲ့အခါဒေါ်မြမြဘယ်နေရာမှာရှိနေရလဲဆိုတော့ subject နေရာမှာရှိနေတယ် subject နေရာမှာရှိတဲ့ noun ကို noun စဉ်ကျွန်တော် position လောက်ရမှာဆိုတော့ဒေါ်မြမြကိုကျွန်တော်အရင်ရေးမယ်ပေါ့ဒေါ်မြမြကိုရေးပြီးကျွန်တော်တို့ပထမ noun ပြီးသွားရင်ကော်မာတစ်ချက်ချမယ်ချပြီးသွားရင်ကျွန်တော်ရှိကိုဖြုတ်လိုက်တော့ရပြီအဲ့တော့ဒေါ်မြမြနဲ့တူတာကိုကျွန်တော်ရှာကြည့်မယ်အဲ့ရှာတဲ့အခါကျတော့မှားတတ်တာကကျွန်တော်ဒီမှာလဲ verb to be ပါတယ်ဒီမှာလဲ verb to be ပါတဲ့အခါကျတော့ဒီနောက်က very patient ကြီးကိုကျွန်တော်ဒုတိယ noun ဆိုပြီးမှားရေးတတ်တယ်အဲ့ဒါလေးတော့နည်းနည်း use ရမယ်အဲ့တော့ verb to be ချင်းတူနေတယ်ဆိုရင်ကျွန်တော်တို့ကဘယ်ဟာတော့ noun ဖြစ်နိုင်တယ်ဆိုတာကျွန်တော်တို့ကကြည့်ရမယ်အဲ့တော့ဒီ verb to be ရဲ့နောက်မှာ is ရဲ့နောက်မှာ very ဆိုတာရှိတယ် very ကကျွန်တော်တို့ဘယ်လို့မှ noun မဖြစ်နိုင်ဘူး article လည်းမဟုတ်ဘူး possessive adjectives လည်းမဟုတ်ဘူးဘယ်လို့မှဒီ very ကမဖြစ်နိုင်သေးဘူးမဖြစ်နိုင်တဲ့အခါကျတော့ဒီ very patient ကကျွန်တော်တို့လိုချင်တဲ့ noun မဟုတ်ဘူးအဲ့တော့ဒီ verb to be ရဲ့နောက်က very อ่ะကျွန်တော်လိုချင်တဲ့ noun မဟုတ်ဘူးဆိုရင်နောက်ထပ် verb to be တစ်လုံးရဲ့နောက်ကိုဆက်ကြည့်တော့ our ဆိုတာသွားတွေ့တယ် our ဆိုကျွန်တော်တို့ပိုင်ဆိုင်နဲ့เนาะအရာဆို possessive adjective our ပါတဲ့အတွက်ကျွန်တော်လိုချင်တဲ့ nounဒီ our class teacher ဆိုသွားတွေ့တယ်အဲ့ our class teacher ဒီကျွန်တော်တို့လိုချင်တဲ့ဒုတိယ noun အဲ့ဒီ noun ကိုဒုတိယ noun အနေနဲ့ယူမယ်ဆိုတာနဲ့အဲ့ဒီ verb to be တော့တစ်ခါလေးဖြုတ်ချပြအဲ့ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ဒုတိယ noun ကိုတွေ့ပြီးကတ်လိုက်မယ် our class teacher လို့ကပ်ပြီးဒုတိယ noun ပြီးတာနဲ့စာကြောင်းမစိုးရင်ကော်မာတစ်ချက်ချမယ်เนาะကော်မာတစ်ချက်ချပြီးပြီဆိုရင်เนาะဒါကျွန်တော်တို့ subject noun and position ပေါ့เนาะ subject နေရာမှာရှိတဲ့ noun ကို noun and position လို့တာဖြစ်တဲ့အတွက် subject ပြီးရင်ဒုတိယ verb လာရမှာဖြစ်တဲ့အတွက်ဒီက is ကိုထပ်ရေးမယ် is ပြီးရင်ကျန်တဲ့ဝါကျကိုဆက်ရေးမယ် very patient with her students လို့ရေးလိုက်ရင်ကျွန်တော်တို့ကဒါ subject နေရာမှာရှိတဲ့ကျွန်တော် noun ကို noun and position အနေနဲ့ grammar pattern ပုံစံရေးတာပေါ့ဒါဆိုရင်ဒါ example 3ကျွန်တော်တို့နားလည်မယ်ထင်တယ်ဟောဒါဆိုရင်ကျွန်တော် example 4လေးတွေဆက်သွားမယ် example 4ကြရင်တော့ကျွန်တော်တို့ကဟိုနေရာပြသဘောလေးတွေပေါ့နော်နေရာပြသဘောလေးတွေအတွက်ကျွန်တော်တို့ကပြောရမှာပေါ့အဲ့တော့နေရာပြသဘောလေးတွေပြောမှာဆိုတော့နေရာကိုပြတာပါလေဆိုတော့ here တို့ကျွန်တော်တို့ there တို့เนาะဒီစကားလုံးလေးတွေလည်းကျွန်တော်တို့ကအစားထိုးဖို့ရအတွက်ကျွန်တော်ဒါလေးသိချဖို့လိုတယ်ပေါ့နေရာကိုပြမယ်ဆိုရင်တော့သူက there တို့ here တို့ဒါမျိုးလေးတွေရေးမှာပေါ့ဒါဆိုရင်ကျွန်တော်တို့အစောအလိုပဲနေရာကိုပြမယ် verb တွေเนาะအချိန်ကိုပြတာတွေဒါကြီးကြတော့ကျွန်တော်တို့ကဘာကိုခြေရာခံလိုက်ရမလဲဆိုရင်ကျွန်တော်တို့က there တို့ here တို့ရှိတဲ့နေရာတွေကိုကျွန်တော်တို့အခြေခံပြီးတော့ကိုယ်ဘယ်ဟာကို noun and position လောက်ရမလဲဆိုတာကျွန်တော်တို့ထပ်ရှာရမှာเนาะဟုတ်ပြီเนาะကျွန်တော်တို့ဒါလေးကိုခဏနေကြတော့ example 4အနေနဲ့ကျွန်တော်ထပ်ပြီးရှင်းပြမယ်เนาะ